မင်္ဂလာပါဘာမဘတ်စကာပါဒီနေ့ကနိုင်ဂျိုအော်ဒါဘယ်လိုတင်ရမလဲလို့မေးနေတဲ့ကိုရီမိုက်အတွက် site တိုင်းမွန်တန်လေးတွေရှင်းပြပေးတော့မှာဖြစ်ပါတယ်နော်ကြည့်ပေးကြပါအောင်ဆုံးထိမင်္ဂလာပါဒီဂျိုးလေးတွေကတော့ customer စစ်တမ်းကြအိမ်ထိလာပြီးတော့အပ်သွားတဲ့နိုင်ဂျိုးလေးတွေပဲဖြစ်ပါတယ်နော် problem ဆုံးဒါဆိုရင်တော့ပုံမှန်ဂျိုးပြရိုးရိုးနှစ်ပြားဘူးပုံမှန်ဂျိုးရှိမယ်ရိုးရိုးအထူအပအရှိဒါဆိုအဖောင်းပါတယ်ပုံမှန်ဂျိုးရိုးရိုးဂျိုးပါစိုက်တိုင်းရမယ်ဆိုရင်ကျွန်တော်တို့ပေတံလေးနဲ့စင်တီမီတာဘက်ကနေပဲဖြစ်ဖြစ်တိုင်းပေးတာမျိုးဖြစ်စေကလမီတာလေးနဲ့ထောက်ပြီးတော့တိုင်းတာမျိုးပဲဖြစ်စေတိုင်းပြီးတော့ပြပေးလို့ရပါတယ်ပြီးတော့လိုချင်တဲ့အတူဘက်အရှိကွာဝေးဘယ်လောက်အတူရှိကွာဝေးဘယ်လောက်ရှိလဲပြောပြပေးလို့ရပါတယ်ပြီးတော့ bucket size ကိုလည်းတိကျလေးတိုင်းပေးဖို့လိုအပ်ပါတယ်ခင်ဗျာပြီးတော့ဒီ bucket ဝင်းပေါက်ထိုးတဲ့အတန်လေးကိုလည်းပြောပြဖို့လိုပါတယ်ပြီးတော့ဒီလိုနိုင်မျိုးဒီလိုကျိုးမျိုးကပုံမှန်နိုင်ဒီမှာတက်တဲ့ကျိုးမျိုးအဲ့အတွက်နိုင်ပေးထားကြမလို့ဘူးကျွန်တော်ဘက်ကနေချုပ်ပေးလို့ရတယ်ဒီလိုကျိုးတွေကတော့ပုံမှန်ကျိုးမဟုတ်ဘူးဗျာသူ original ကျိုးတွေကပြည့်စည်သွားလို့ပေါ့နော်ပြင်မာလက်ရှာဝတ်လို့မရတဲ့အတွက်ကျွန်တော်စီမှာလက်အပ်ထားတဲ့ကျိုးလေးပဲဖြစ်ပါတယ်ဒီလိုမျိုးနိုင်မျိုးကြတော့ကျွန်တော် site တိုင်းပေးုံနဲ့မရဘူးဗျသူကြောင့်နိုင်ပေးထားမှကို fitting ဖြစ်အောင်ချုပ်ပေးလို့ရမှာမျိုးပေါ့နော်ပြီးတော့ဒီကောင်လေးဆိုရင်လည်းစကူတိုက်ဒါကသူ original ကျိုးပါလေးစကူလေးတွေပါတယ်အဲ့လိုစကူတိုက်ပါဖြစ်တဲ့အလုံးမျိုးလေးကြောက်ရှင်မိတ်ဆွေဘက်ကနေစကူတွေဖြုတ်တက်လို့ရမရကောင်းမကောင်းအရစ်ပြုံးမပြုံးတခြားစစ်ဆေးပြီးတော့မှကျွန်တော်စီကိုပို့ပေးတာအဆင်ပြေပါတယ်ကျွန်တော်စီကြောင့်မှဘာမှဖြုတ်လို့မရဘူးဆိုလို့ရှိရင်ငါကပင်မနာပဲရှိပါမှာခင်ဗျာပြီးတော့ဒီကောင်လေးကြောက်ဆိုရင်လည်းစကူတိုက်ဖြစ်တယ်ပြီးတော့ပလေးပဲသူနိုင်မပေးထားလို့ရှိရင်ကျွန်တော်ဘယ်လိုမှအဆင်မပြေဘူးဗျသူစကူအပေါက်ရရရှိမယ်အထက်မှာမြုပ်ပေးရတဲ့တန်ပြားလေးတွေရှိမယ်ခေါ်လုံးလေးပါမျိုးလေးရှိမယ်အဲ့အတွက်နိုင်ပေးထားမှအဆင်ပြေမဲ့အလုံးမျိုးလေးပေါ့နော်ဟိုဘလော်လိုမျိုးဒီဆော်လိုမျိုးလုံးလေးပါပြီးတော့ဒီကောင်ကြတော့သူရှိတဲ့ရှိတိုက်ထူပါကိုကြော်လွန်ပြီးတော့လည်းလုပ်ပေးလို့မရဘူးထူသွားရင်လည်းတက်လို့မရဘူးပါသွားရင်လည်းဒီရဲ့အကြမ်းခံမှုနဲ့ဆင်မပြေတော့အောင်နော်အဲ့တော့အားလုံးလည်းနားပဲလဲပြီလို့ထင်ပါတယ်နော်တခြားသိချင်တာရှိရင်လည်း comment ပေါက်မှာပြမေးထားလို့ရပါတယ်